ဒီဗီဒီယိုကတော့မိသားစုနဲ့အတူဟိုတယ်တစ်ခုမှာတက်တင်နေတဲ့ရူဘင်ဆိုတဲ့လူတစ်ယောက်အမတ်မတင်ရိုက်ကူးခဲ့မိတာပါအစားကတော့အားလုံးပုံမှန်တိုင်းပါပဲသူတို့မိသားစုတွေပြပြပပရေမောင်းရင်းနဲ့တာမန်မိသားစုအမတ်တရဗီဒီယိုလေးတစ်ခုကိုရိုက်နေခဲ့တာဒါပေမဲ့မကြခင်မှာပဲထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့တယ်ကဲကြည့်လိုက်ပါဦး Ya el último antes de que te vayas. Ven, ven, ya el último. Ven nomás. သူ့အမေရဲ့ပခုံးနောက်တဲမှာကြောက်စရာမျက်နှာကြီးတစ်ခုရုတ်တရက်ပေါ်လာတာဗျသူကတာမန်လူတစ်ယောက်လိုလှုပ်ရှားနေတာမျိုးမဟုတ်ဘူးဖြည်းဖြည်းချင်းပေါ်လာပြီးတော့ခဏနေကြပြန်ပြောက်သွားတာပါရူဘင်ကတော့အဲ့ဒီညကအခန်းထဲမှာသူတို့ကလွယ်လို့ဘယ်သူမှမရှိဘူးလို့နောက်မှပြန်ပြောပြခဲ့တယ်ဒါကကင်မရာချုပ်ရင်းချက်ဖြစ်သွားတာလားဒါမှမဟုတ်တကယ်ကိုခြောက်ချားစရာကောင်းတဲ့အရာတစ်ခုလားညာကင်းတစ်ခုမှာအန်ဒရီလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်သူခွေးနဲ့လမ်းလျှောက်ထွက်နေတော့ပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုမြင်လိုက်ရလို့ရုတ်တရက်ရှေ့ဆက်လုံးဝမသွားရတော့ပါဘူးသူမြင်လိုက်ရတဲ့အရာကတော့ဗီဒီယိုထဲမှာကြည့်လိုက်ပါအဝေးတဲ့နေရာမှာလူနဲ့တူတဲ့အရက်ရှိရှိပုံစံသုံးခုကလုံးဝမလုံပဲမတည့်ရနေတာကိုသိချမြင်လိုက်ရတာပါသူတို့ရဲ့ပုံစံကြီးကကြည့်ရတာတစ်မျိုးကြီးဖြစ်ပြီးတဘာဝလည်းမကြလုံးတာကြောင့်သူလည်းဖုန်းထုတ်ပြီးဗီဒီယိုကိုချက်ချင်းရလိုက်တာပေါ့တချို့ကတော့ဒါကအလင်းရောင်မကောင်းလို့တာမန်လူတွေကိုပုံစံပြောင်းပြီးမြင်ရလို့ပြောကြပေမဲ့တချို့ကတော့လည်းအဲ့ဒီလိုလုံးဝမထင်ကြဘူးဗျအဲ့ဒီပုံစံကြီးသုံးခုကလုံးဝမလုံဘူးဘာတုံ့ပြန်မှုမှလည်းမရှိဘူးအဲ့ဒီနေရာကလည်းလုံးဝထွက်မသွားဘူးဗျအဲ့ဒီအတိုင်းကြီးပဲရက်နေတာခင်ဗျားတို့ကဘာလို့ဖြစ်မဲ့ထင်လဲဗျ